29 ရက်17 လ 2025ရွှေကုန်းစီတော်မြတ်ကြီးဖြစ်ပါတယ်စနေနေ့ရွှေကုန်းစီတော်မြတ်ကြီးရဲ့ကုမြတ်ကြသူပေါင်းနဲ့ပြည့်စုံနေတဲ့ခါသမီးဖြစ်ပါတယ်ရွှေကုန်းစီတော်မြတ်ကြီးကိုကုမြတ်ရတယ်ကုမြတ်သူပေါင်းလို့ဒီကုစိတ်နှပါအေးချမ်းသာရကြပါစေရွှေကုန်းဆက်တော်ရှင်မြတ်ကြီးကိုကုမြတ်ရတဲ့အတွက်ကြောင့်ကုမြတ်ရသူအပေါင်းတို့ဒီကုစိတ်နှပါအေးငြိမ်းချမ်းသာကြက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါပါစေကုစိတ်နှပါအေးငြိမ်းချမ်းသာကြက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ